ဗင်နီဇွဲလားနိုင်ငံကိုအမေရိကန်စစ်တပ်ကအကြီးစားစစ်စင်ရေးလှုပ်ဆောင်ခဲ့ပြီးသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းဆီးကနိုင်ငံပြင်ပကိုခေါ်ဆောင်သွားပြီးဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ဒေါ်နယ်ထရန့်ကဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုနဲ့ဇနီးဖြစ်သူကိုဖမ်းဆီးကနိုင်ငံပြင်ပကိုခေါ်ဆောင်သွားနိုင်ခဲ့ပြီလို့ရေးသားထားပါတယ်။ဆက်လက်ပြီးဒေါ်နယ်ထရန့်ကအမေရိကန်ရဲ့ဗင်နီဇွဲလားအပေါ်တိုက်ခိုက်မှုအောင်မြင်တယ်လို့လည်းရေးသားခဲ့ပါတယ်။စနေနေ့အစောပိုင်းမှာဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ကာရာကတ်မှာလေကြောင်းတိုက်ခိုက်ခံရပြီးစစ်ဘက်ဆိုင်ရာအဆောက်အအုံတွေနဲ့ရပ်ဖက်အဆောက်အအုံအများပြားတိုက်ခိုက်ခံရတယ်လို့ဗင်နီဇွဲလားအစိုးရကအတည်ပြုခဲ့ပါတယ်။ဗင်နီဇွဲလားအစိုးရရဲ့ထုတ်ပြန်ချက်မှာကာရာကတ်မြို့အပြင်မီရန်ဒါ၊လာကွာယာနဲ့အာရကာပြည်နယ်၃ခုတို့ကိုပါတိုက်ခိုက်ခံခဲ့ရကြောင်းအတည်ပြုခဲ့ပါတယ်။ဗင်နီဇွဲလားရဲ့အိမ်နီးချင်းကိုလံဘီယာနိုင်ငံရဲ့သမ္မတဂူစတာဗိုပက်ထရိုကဗင်နီဇွဲလားနိုင်ငံသည်တိုက်ခိုက်ခံနေရပြီးဖြစ်ကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြောကြားခဲ့ပါတယ်။အခုချိန်မှာသူတို့ဟာကာရာကတ်မြို့ကိုဘုံကျဲနေကြပြီးဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာပါလို့ဂူစတာဗိုပက်ထရိုကလူမှုကွန်ရက်မှာရေးသားခဲ့ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအရေးပေါ်အစည်းအဝေးချက်ချင်းခေါ်ယူရန်တောင်းဆိုထားပါတယ်။